တွေဖြစ်ပြီးသွားတော့လေထင်တယ်အများကြီးကိုပြောင်းလဲလာရလို့လည်းမြင်နေပြီးတော့ပိုလဲလှကျင်လာတယ်မိန်းကလေးဆန်လာတယ်ပေါ့နော်ဆိုတော့ကောင်းတာပေါ့နော်အဲ့ဒါတော့တော်ပြီမလဲမိသားစုမွေးတွဲဆိုတူဒီတော်မြေမလေးနဲ့ချန်ထားခဲ့လို့မရမမေကတော့ချီကျူးပါတယ်ဒါပေမဲ့အဲ့ဒါကြီးကိုအရင်ကြီးကျယ်ကြီးတော့လုပ်ပြီးတော့ပြောနေလိမ့်မရှိဘူးမမေကတော့လှလာတယ်လို့ပြောတာပေါ့နော်ဘေးကဒီနေ့ကိုချစ်ပေးတဲ့ဒီပြိသက်တွေကလည်းအားပေးတဲ့အနေနဲ့ဒီနေ့ကိုအများကြီးလှလာတယ်ရင်းကျက်လာတယ်ပြီးတော့စိတ်တက်ရမ်းတန်ပါတယ်လို့ပြောရတယ်မြင်ရတဲ့အတွက်ဒီနေ့ကလည်းအဲ့လိုမျိုးပေါ့နော်ပြိသက်တွေပေးရအားဖြစ်တာပေါ့နော်ဟုတ်အများနဲ့ message တွေပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ဘယ်လိုဆိုလို့ရှိရင်ပျောက်နိုင်တယ်အဲ့လိုမျိုးတောက်လျှောက်ပို့နေတာတွေ့ရဒီနေ့ကအရန်ဝမ်းလဲဝမ်းသာတယ်ပြီးတော့ငါ့ကိုဒီလောက်ချစ်တာပဲဆိုပြီးတော့အားတက်တာပေါ့နော်ဟုတ်ဒီနေ့ကတော့ဒီစိန်စပယ်ဘူးရဲ့ထဲလို့ဒီ Diamond Dinner ပေါ့နော်ဒီကြော်ညာလေးအတွက် family show လေးလုပ်တာနဲ့ဒီနေ့တက်ရောက်ဖြစ်တာပေါ့နော်အရင်လည်းရင်ခုန်နေပါပြီလုံးဝမကြည့်ရသေးဘူးဆိုတော့လေဟုတ်ဒါပေါ့နော်ဘေးကလူတွေမဟုတ်ဘူးထင်လို့ရိုက်ထားတဲ့ဒီ actor တွေကအကုန်လုံးဒါလုံးဝပထမဆုံး first time ဖြစ်တဲ့အတွက်ကို item တွေကလည်းဘယ်လိုဖြစ်မလဲဆိုတော့မသိသေးတော့ရင်ခုန်နေပါတယ်ရှင်ဒီကြော်ညာကတော့ထင်တယ်ဟိုပေါ့နော်ကြော်ညာတွေထဲမှာထင်တယ်တစ်ခါမှလို့မမြင်ဘူးတဲ့ပုံစံမျိုးသွားတယ်ပြီးတော့အရန်လဲကြီးကျယ်ပြီးသေချာခန်းခန်းနားနားကိုသေချာရိုက်ထားတာဖြစ်တဲ့အတွက် actor တွေလည်းစူးစမ်းထားတယ်ဒီဆက်ဖွဲ့တစ်ဖွဲ့လုံးလည်း production team တစ်ဖွဲ့လုံးလည်းစူးစမ်းထားတာဖြစ်တဲ့အတွက်ထွက်လာရင်တော့အရန်မိုက်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ပါပေါ့စိန်စပယ်ဘူးကနှစ်ပေါင်း40ကျော်ရက်တီလာလဲကြာပြီအဲ့ဒီပြင်ကိုသူ့ရဲ့ဒီစိန်နေရဆိုလို့ရှိရင်လဲစိန်ကောင်းစိန်သက်တကယ် GIA certificate နဲ့ရောင်းချပေးရလဲဖြစ်တယ်နောက်ပြီးတော့ရောင်းလဲတွေကစာအာမခံနဲ့ရောင်းပေးရဖြစ်တဲ့အတွက်တကယ်ကိုဘယ်လိုပြောရမလဲယုံကြည်ရတဲ့စိန်ဆိုင်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မို့လဲအခုချိန်ထိပေါ့နော်ဒီလိုမျိုးရက်တီနေနိုင်တာပေါ့နော် customer တွေအများကြီးနဲ့ဆိုတဲ့အတွက်ကြောင့်မလို့စိန်စပယ်ဘူးအတွက်ရိုက်ပေးရတဲ့အတွက်လဲထင်ရခုံယူပါတယ်ဟုတ်ကဲ့စိန်အည်သွေးအာမခံချက်ကတော့သူကဒီနိုင်ငံတကာစံနှုန်းတွေနဲ့ညီသူကဒီဈေးနှုန်းတွေကိုပေါ့နော်တည်တည်ချာချာလေးတိတိကျကျမှန်မှန်ကန်ကန်ရောင်းပေးတယ်အဲ့ဒီအပြင်ခုနကလို certificate တွေနဲ့ရောင်းပေးရလဲဖြစ်တဲ့အတွက်ဒီနေ့အမြင်မှာတော့တကယ်ကိုယုံကြည်ရတဲ့စိန်ဆိုင်တစ်ခုဖြစ်တယ်လို့မြင်ပါတယ်ဟုတ်စိန်စပယ်ဘူးအတွက်ကတော့စိန်စပယ်ဘူးဒီထက်မကဒီလိုကြော်ညာမျိုးတွေအများကြီးထပ်ပြီးတော့ရိုက်နိုင်ပါစေနောက်ပြီးတော့customer တွေအများကြီးနဲ့ဒီစိန်ကောင်းစိန်သက်တွေကိုအများကြီးလဲဒီထက်မကရောင်းပေးနိုင်ပါစေနောက်ပြီးထက်မကလည်းနှစ်ပေါင်း40တိုင်အောင်ပေါ့နော်နောက်ထပ်နှစ်ပေါင်းများစွာရည်တည်နိုင်ပါစေလို့ဒီနေ့ဆုတောင်းပေးချင်ပါတယ်ပေါ့အမှုပညာလှူရှားမှုအနေနဲ့ကတော့ထင်တယ်ခုလိုမျိုးပေါ့နော်လှုပ်ဖို့လုံနေရလေးတော့ရှိတယ်ဒါပေမဲ့ပရိသတ်ကိုလုံးဝထွက်လာတော့မှပဲချပြခြင်းနဲ့ဆိုတဲ့ဟာမျိုးလေးလည်းရှိရပေါ့နော်အဲ့တော့လိုမျိုးလုံးဝမလုပ်တာတော့မဟုတ်ဘူးဒီနေ့ရဲ့ကျမ်းမာရေးချိန်နေရရောနောက်ပြီးတော့ဒီနေ့တကယ်လို့ရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းပရိသတ်ကိုတကယ်ကောင်းတာလေးတွေပဲချပြခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲအလုပ်လုပ်တာလေးတွေကနည်းနည်းကျဲတယ်ပေါ့နော်ကျဲတဲ့အတွက်ကြောင့်မို့တကယ်လို့ဒီကြော်ညာလေးတွေရိုက်ထားလေးထွက်လာလို့ရှိရင်လည်းဒီနေ့အားပေးကြဖို့ပြောချင်ပါတယ်ဟုတ်အဓိကကတော့ဒီနေ့ကကြတော့လုံးဝဒီအနုပညာလောကတွေကိုစုံမဝင်ဖြစ်သေးဘူးပေါ့နော်ဒီနေ့ရဲ့ကျမ်းမာရေးချိန်နေရရောတက်ရွယ်ရရောဒီပညာရေးပိုင်းရရောမပြီးသေးဘူးဆိုတော့လေအဲ့တော့ခါကြတော့ဒီနေ့ရိုက်တဲ့ခါမှာလည်းတကယ်ကိုယ့်အတွက်ဒီ milestone တစ်ခုဖြစ်မဲ့ကားမျိုးလေးတွေကိုပဲရွေးပြီးတော့ရိုက်ချင်တဲ့အတွက်နည်းနည်းတခုလောလောဆယ်မှာတော့တိတ်မရိုက်ဖြစ်သေးတာထင်တယ်ရှင်ဟုတ်ဒီနေ့ကတော့အရင်တည်းကတော့ဘယ်လိုပြောရမလဲဒီလိုရင်းချက်တဲ့စိတ်ကိုတော့အတက်နိုင်ဆုံးမွေးတယ်ပေါ့နော်ဒါပေမဲ့ဒီယောဂဖြစ်ပြီးသွားတဲ့အချိန်မှာကိုယ့်ကိုတရားပေါက်သွားတာပါလိုက်တော့မသိအဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ကိုယ်စိတ်ကရင်းကျက်လာတယ်ရင်တော့ထက်စားလို့ရှိရင်တိတ်ပြီးတော့ကိစ္စတစ်ခုဖြစ်ရမ်းစိတ်သက်ကြတာမျိုးတွေဘာတွေမဖြစ်တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ဒါကြီးတောင်ကိုကကြော်လွှားခဲ့ပြီးဆိုတော့လေအဲ့တော့ခါကြတော့အဲ့ဒါကြောင့်မို့လဲအေးဆေးနေနိုင်တယ်လို့ထင်တယ်အခုဒီကိစ္စတွေဖြစ်ပြီးသွားတော့လဲထင်တယ်အများကြီးကိုပြောင်းလဲလာရလို့လည်းမြင်နေပြီးတော့ပိုလဲလှကျင်လာတယ်မိန်းကလေးဆန်လာတယ်ပေါ့နော်ဆိုတော့ကောင်းတာပေါ့နော်အဲ့ဒါတော့မမေကတော့ချီကျူးပါတယ်ဒါပေမဲ့အဲ့ဒါကြီးကိုအရင်ကြီးကျယ်ကြီးတော့လုပ်ပြီးတော့ပြောနေလိမ့်မရှိဘူးမမေကတော့လှလာတယ်လို့ပြောတာပေါ့နော်ဘေးကဒီနေ့ကိုချစ်ပေးတဲ့ဒီပြိသက်တွေကလည်းအားပေးတဲ့အနေနဲ့ဒီနေ့ကိုအများကြီးလှလာတယ်ရင်းကျက်လာတယ်ပြီးတော့စိတ်တက်ရမ်းတန်ပါတယ်လို့ပြောရတယ်မြင်ရတဲ့အတွက်ဒီနေ့ကလည်းအဲ့လိုမျိုးပေါ့နော်ပြိသက်တွေပေးရအားဖြစ်တာပေါ့နော်ဒီနေ့ကတော့အဓိကတော့စိတ်ပဲလို့ထင်တယ်ပေါ့နော်ဒီယောဂတစ်ခုဘယ်ကိစ္စပဲဖြစ်လာအများတိုင်းတော့လေဒါကြီးကိုဖြစ်ပြီးသွားနေပြီဒါကြီးကိုအရင်အာရုံစိုက်ပြီးစိတ်တက်ကြနေတယ်ဖြစ်ဘူးလေနော်ဒါကိုရအောင်ကြော်လွှားပြီးတော့ဒီထက်ဘလို့ကိုကောင်းအောင်လုပ်လေပေါ့ပြီးရင်ကောင်းတဲ့ဘက်ကနေပဲကြည့်မယ်ပေါ့နော်ကောင်းတဲ့ဘက်ကနေပဲကြည့်ပြီးကိုဘလို့ဒီကိစ္စပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်မလဲလို့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တော့အရင်စိတ်တက်လဲကြတော့မှမဟုတ်သလိုဒီနေ့လိုလဲအဲ့လိုပြောပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ထင်တယ်ဆိုလို့ရှိရင်လဲစိတ်တက်ကြမယ်ဆိုကြလို့ရတဲ့အရာတွေရှိတယ်ပေါ့နော်
ဒါထင်ထုံးမပြရပဲရှိရဆိုတော့ခါကျတော့ဒါမဲ့အဲ့ဒါယူမိထားပြီးဒါငါဖြစ်နေရပဲဆိုပြီးကိုယ့်အကိုလက်ခံလိုက်တယ်ဆိုလို့ရှိရင်တော့အများကြီးပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်လို့တော့ထင်တယ်ဟုတ်ထင်တယ်ဒီဟာစဖြစ်ပြီးလို့တည်တယ်ပေါ့နော်အကုန်လုံးကလည်းအားပေးတယ်ဆိုတော့ခါကျတော့ဒီမိသားစုလည်းမဟုတ်ဘူးဘေးကဒီပရိသတ်တွေရောထင်းကိုချစ်ပေးကြတဲ့သူတွေရောအကုန်လုံးကအားပေးစကားတွေပြောတယ်ပြီးရင်အဲ့လိုမျိုးကိုအများနဲ့ message တွေပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ဘလို့ဆိုလို့ရှိရင်ပျောက်နိုင်တယ်အဲ့လိုမျိုးတောက်လျှောက်ပို့နေတာတွေ့ရထင်းကအရန်ဝမ်းလည်းဝမ်းသာတယ်ပြီးတော့ငါ့ကိုလောက်ချစ်တာပဲဆိုပြီးတော့အားတက်တာပေါ့နော်ဟုတ်အဲ့လိုမျိုးလေးကြားရတော့ဟုတ်ဒီနှစ်သက်အတွက်ကတော့ထင်းနေပေါ့အစကတော့check up သွားလို့ရမှာဒါပေမဲ့ check up ကကြတော့ January ဖြစ်သွားတဲ့ခါကျတော့အိမ်မှာပဲမိသားစုနဲ့အတူတူဖြတ်တန်းပြမယ်ပေါ့နော်။ဘာလို့ဆိုတော့ထင်တယ်ကျောင်းလဲတော့တက်တော့မှာဆိုတော့ဒီနှစ်ကတော့မိသားစုနဲ့အတူတူပဲအိမ်မှာပဲတူနေပြမယ်။ပြီးတော့ဒီပြည်သက်ကြီးအတွက်လည်းနှစ်သက်ကူပေါ့နော်စကားလေးဆူတောင်းပေးကြပါတယ်။အဲဒါဘာလဲဆိုတော့ဒီနှစ်သက်မှာပြည်သက်ဒီအားလုံးမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနိုင်ပြီးတော့နှစ်သက်မှာစိတ်သက်လူသက်နဲ့ပျော်ရွှင်နိုင်ကြပါစေလို့ဒီနေ့ဆူတောင်းပေးကြပါတယ်